အားလုံးပဲမင်္ဂလာပါရှင်ဆိုတော့နာဖေရှင်ဟောက်ကကြိုဆိုပါရစေမနေ့ဖြန်ကြာရောက်မယ်လာပြည့်နေ့ပေါ့နော်လာပြည့်နေ့မှာအလှလေးလောက်ရှင်လို့ပါပညာဒါနအလှလေးဖွင့်ပေးပါမယ်ဒါပေမဲ့မနေ့ဖြန်ဖွင့်မှာတော့မဟုတ်ပါဘူးတင်နန်းကကြတော့17လပိုင်းမှာဖွင့်ပါမယ်17လပိုင်းမှာတင်နန်းငွေတက်ရှင်နဲ့ငွေကြေးမတက်နိုင်ဘူးပေါ့နော်တင်နန်းချင်းမတက်နိုင်လို့မတက်နိုင်တဲ့သူတွေတက်လို့ရပါတယ်ဘယ်တက်တယ်လဲဆိုတော့တကယ်ပညာကိုလိုချင်တယ်ကိုကငွေကြေးမတက်နိုင်ဘူးပေါ့နော်အရှိမပေးနိုင်ဘူးအဲ့ဒါကြောင့်မလို့ဒီပညာဒါနတန်းကို17လပိုင်းမှာစနေတနင်္ဂနွေနေ့2ရက်ပေါ့နော်ဝန်ထမ်းတွေပေါ့နော်စက်ရုံမှာလုပ်တဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်အဆင်ပြေအောင်လို့ဒီပိတ်ရက်ကိုတတ်မှတ်ပြီးတော့ဖွင့်ပေးပါမယ်အဲဒါကြောင့်မလို့တကယ်ပညာလိုချင်တဲ့သူတွေလာပါလို့ဖိတ်ခေါ်ပါတယ်တကယ်တန်ဖိုးထားတဲ့သူတွေမှလာပါပညာကိုတန်ဖိုးတာပဲမဲ့လေဒါကပညာဒါနအလှူဒန်းဖြစ်တာမို့လို့လိုက်ရင်စီလေးလောက်ပြီးတော့ကိုညီပေးကြပါလို့ပြောချင်ပါတယ်ဒါနမှာပါတယ်တင်မလဲဆိုလို့ရှိရင်ဒီအခြေခံနဲ့ပတ်သက်တဲ့ဟာပေါ့နော်ဒါဆိုလို့ရှိရင်ဒါအပြင်တင်ထဲမှာတုံးတဲ့စာအောင်ပေါ့နော်အတင်ထဲမှာပါတဲ့သင်ခန်းစာတချို့ကိုအဆင်ပြေသလိုအချိန်ရသလိုမျိုးသင်ပေးသွားမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့စနေတနင်္ဂနွေ2ရက်ကိုပထမစနေနေ့ကိုစာတွဲဆိုလို့ရှိရင်တနင်္ဂနွေနေ့ကိုလက်တွဲကိုတကယ်ထိထိရရနဲ့သင်ပေးမှာဖြစ်ပါတယ်ပြီးတော့သင်တန်းကလည်းလူကြီးတော့တက်မှတ်ထားပါတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်ပညာလိုရှင်တဲ့သူတွေကတကယ်ပညာရအောင်လို့ပေါ့နော်လူလေးမများအောင်ပေါ့နော်လူများလို့ရှိရင်လေဒါအာယုန်နဲ့နောက်ပြီးတော့လိုရှင်တဲ့သူတွေကမရဘူးလေနော်အဲဒါကြောင့်မလို့လူဦးရေလေးတက်မှတ်ထားပါတယ်လူဦးရေစည်ရင်တက်မှတ်ထားတဲ့လူဦးရေစည်ရင်ပြည့်သွားလို့ရှိရင်တော့ဒါစည်ရင်ပိတ်ပါမယ်ဒီနေ့ကနေစပြီးတော့ပေါ့နော်စည်ရင်ပြလို့ရပါတယ်10လပိုင်း1လလုံးဆိုပေမဲ့တက်မှတ်ထားတဲ့လူဦးရေပြည့်သွားလို့ရှိရင်တော့စည်ရင်ပိတ်ပါမယ်လူဦးရေမပြည့်သေးဘူးဆိုလို့ရှိရင်တော့ဒီ10လပိုင်း1လလုံးကိုစည်ရင်ပြလို့ရပါတယ်17လပိုင်းမှာဖွင့်ပါမယ်17လပိုင်းမှာစနေတနင်္ဂနွေ2ရက်ဖွင့်ပေးမယ်နော်အဲအကြောင်းမလို့ဒီအလုံးလုံးတဲ့လူတွေအလုံးဝန်ထမ်းတွေပေါ့နော်ရုံးဝန်ထမ်းတွေတချို့စက်ရုံမှာပေါ့နော်စက်ရုံမှာချုပ်တဲ့ဆိုပေမဲ့လေတက်ချင်တဲ့သူတွေကဒီ17လပိုင်းမှာတင်ပေးပါမယ်အဲဒါကြောင့်မလို့စီးရင်ပေးကြပါလို့ပြောချင်ပါတယ်လိုက်ရင်ရှင်းလောက်ပေးတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်အခုကြည့်နေတဲ့ဗီဒီယိုကြည့်နေတဲ့လူတွေလည်းဒီဗီဒီယိုပိုင်းတွေ့လို့ရှိရင်လိုက်ရင်ရှင်းလောက်ပြီးတော့ကိုညီပေးကြပါဘာဖြစ်လို့လဲဆိုတော့တကယ်ပညာလို့ရှင်တဲ့လူတွေရအောင်လို့ပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်